ဒီအကြောင်းအနေနဲ့ရာသီဥတုပြောင်းလဲမှုတွေကိုပေါင်းစပ်လိုက်တဲ့အခါမှာတော့အနေပိုင်းနိုင်ငံအားလုံးကိုထိခိုက်မှာဖြစ်ပေမဲ့လူဘာလူဟာပထမဆုံးပျောက်ကွယ်သွားနိုင်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်တယ်အာတိတ်နဲ့အာနာတိကတို့မှာရေခဲတုတွေဟာအရေးပြောနေတဲ့ဆိုတာကိုတော်တော်များများသိပြီးသားဖြစ်မှာပါဒီရလဒ်အနေနဲ့ပင်လယ်ပြင်မျက်နှာပြင်ဟာမြင့်တက်လာနေပါတယ်လူဘာလူအတွက်အဆိုးဆုံးသတင်းကတော့လူဘာလူအနီးတစ်ဝိုက်မှာပင်လယ်မျက်နှာပြင်ဟာကမ္ဘာအခြားနေရာတွေထက်ပိုမိုမြန်စွာမြင့်တက်နေတယ်နာဇာရဲ့ဆိုရ1993ခုနှစ်ကနေပြီးတော့2023ခုနှစ်အတွင်းမှာဒီနှစ်30အတွင်းလူဘာလူအနီးတစ်ဝိုက်မှာပင်လယ်မျက်နှာပြင်ဟာ15စင်တီမီတာအထိမြင့်တက်ခဲ့တယ်ဒါဟာကမ္ဘာပြင်းမြထက် 1.5 ဆပိုများတယ်ဒါဆိုရင်နာဇာရဲ့ခန့်မှန်းချက်အရ2050ခုနှစ်မှာလူဘာလူမှာပင်လယ်မျက်နှာပြင်ဟာ20စင်တီမီတာကနေ30စင်တီမီတာအထိမြင့်တက်လာမှာပါ2100ခုနှစ်မှာတော့10မီတာကျော်လွန်သွားမှာပါဒါကြောင့်နိုင်ငံမှာရေကြီးမှုဖြစ်ပေါ်တဲ့အချိန်ရေအတွက်ဟာအဆများစွာတိုးလာမှာပါလက်ရှိမှာလူဘာလူဟာတစ်နှစ်မှာ9ရက်လောက်ရေလွှမ်းမိုးခံနေရပါတယ်ဒါ2050မှာ25ရက်အထိတိုးလာနိုင်တယ်2100ခုနှစ်မှာတော့တစ်နှစ်မှာ365ရက်ထဲကနေမှာ100ရက်အထိလူဘာလူမှာရေလွှမ်းမိုးခံရမယ်ပေါ့နာဇာရဲ့အဆိုအရရာသီဥတုပြောင်းလဲမှုဟာဒီလမ်းကြောင်းအတိုင်းဆက်လက်ဖြစ်ပေါ်နေမယ်ဆိုလို့ရှိရင်တော့2050ခုနှစ်မှာလူဘာလူရဲ့အရေးပါတဲ့အခြေခံအဆောက်အအုံတွေဟာရေလိုင်းမြင့်တဲ့ချိန်မှာအများစုကရေမြုပ်နိုင်ပါတယ်နိုင်ငံရဲ့မြို့တော်ဖူနာဖူတီကျွန်းဟာလူဦးရေ60ရာခိုင်နှုန်းနေထိုင်ပါတယ်ဒီကျွန်းဟာတဝက်လောက်ရေမြုပ်သွားမှာပါ2100ခုနှစ်မှာတော့နိုင်ငံရဲ့65ရာခိုင်နှုန်းဟာရေအောက်မှာရေမြုပ်သွားမယ်လို့ခန့်မှန်းထားတယ်ဒါပေမဲ့တော်တော်များများက2100ခုနှစ်လိုအနာဂတ်အကြောင်းတွေပြောကြတဲ့အခါမှာကိုယ်နဲ့မဆိုင်ဘူးလို့ထင်ကြပါတယ်ဘာလို့လဲဆိုလို့ရှိရင်အဲ့ဒီအချိန်မှာကျွန်တော်တို့လက်ရှိတော့မှာမဟုတ်ပါဘူးဒါပေမဲ့ဒီမှာကျွန်တော်ပြောနေတာက2050ခုနှစ်အကြောင်းပါဒါမဲ့25နှစ်အတွင်းမှာဒူဘာလူရဲ့အရေးပါတဲ့အခြေခံအဆောက်အအုံတွေဟာရေအောက်မှာနစ်မြုပ်သွားမှာပါဒီချိန်တစ်ခုမှာကျွန်တော်တို့ထဲကအများစုဟာဒါကိုမျက်မြင်ကိုယ်တွေ့မြင်တွေ့ရနိုင်ပါသေးတယ်ဒါကရာသီဥတုပြောင်းလဲမှုဟာအနာဂတ်ရဲ့ပြဿနာတစ်ခုတောင်မဟုတ်တော့ဘူးဆိုတာကိုသက်သေပြနေပါတယ်ဒါဟာကျွန်တော်တို့ရဲ့လက်ရှိအချိန်ကိုထိခိုက်နေတယ် NASA ကဂျိုရူ data တွေကိုအခြေခံပြီးဒီခံမှန်းချက်ကိုပြုလုပ်ခဲ့တယ်သူတို့က1993ခုနှစ်ကနေစပြီးတော့နှစ်30တာဂျိုရူ data တွေကိုခွဲခြမ်းစိတ်ပြခဲ့တယ်1993ခုနှစ်ကတည်းကပင်လယ်မျက်နှာပြင်မြင့်တက်မှုဆိုင်ရာ data တွေကိုဂျိုရူအမြင့်တိုင်းတာမှု satellite altimetry နည်းပညာနဲ့စုဆောင်းခဲ့တယ်သိပ္ပံပညာရှင်တွေကဒီ data တွေကိုအသုံးပြုပြီးတော့ရေကြီးမှုအန္တရာယ်ကိုအကဲဖြတ်ဖို့အတွက်အသေးစိတ် digital အမြင့်ပုံစံ digital elevation model တခုဖန်တီးခဲ့တယ်